Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကျမတို့ hotpot သွားစားရဘလို့လေးရိုက်ပြပါမယ်ကျမတို့ 1BS စီးမယ်ပေါ့နော်22ကိုစောင့်နေတဲ့အချိန်မှာ22တွေ့ပါတယ်ဒါကတော့ကောက်မှဘရုပ်ကြနေပါတယ်အဲ့လိုမျိုးစားရမယ်ဆိုရင်ကျမတို့ကတက်ညီလက်ညီနဲ့ M Tower ကိုရောက်ရှိလာခဲ့ပါတယ်ကျမတို့စားမှာတော့ MSG hotpot ပဲပေါ့နော်ကျမအမြဲတမ်းဒီမှာစားပြတယ်ဘာဖြစ်လို့ဆိုတော့ budget save ဖြစ်တယ်စားလို့လည်းဝရတယ်ကျမတို့နေ့အလုံးစုံစားမှာ9000 8000ပဲကြာဆိုတော့အဆင်ပြေရင်နှစ်ယောက်စလုံးတွေလေကျမရဲ့အဆန်ဆုံးဆော့ဆက်နေပေါ့နော်ကျမရဲ့အဲ့ဒါပဲကျမရဲ့ဆော့ဆက်နေရတော့ဒါပါပဲဒီမှာကိုစားချင်တာလေးကိုလည်းအဆင်ပြေတယ်လို့စားလို့ရတယ်သိရမလားအဲ့တော့ကြောင့်အဆင်ပြေရွာကိုအတွက်လေဒီမှာကျမကြိုက်ဆုံးကထယူစရာမလိုတာအကြိုက်ဆုံးပဲထယူစရာမလိုတော့ကိုယ့်ကိုစားချင်တာလေးကိုကိုနားရောက်တဲ့ချိန်ဒီစောင့်နေလိုက်ရုံပဲအဲ့တော့ကြတော့အဆင်ပြေတယ်ဒီမှာတော်တော်များများတော့ရပါတော့ဒါမှညီမသွားစားလို့ညီမအများဆုံးပြင်ရေပွဲစားတာများရပေါ့နော်ဒါပေမဲ့အဲ့နေ့ရေပွဲတော့မရှိဘူး IMSD ဟောပွားလေးရေပွဲကပြက်နေတာနည်းနည်းများတယ်ပေါ့နော်ကျမသွားစားတဲ့ရေပွဲကပြက်လို့မရှိဘူးပစ္စည်းကုန်နေလို့အဲ့လိုပဲအများတန်းတော့တွေ့တယ်ဒါပေမဲ့တခါလေးကြားလို့ရှင်လည်းတွေ့ပါတယ်ရေပွဲသူတို့စီမှာအဲ့ရောက်လို့ရှိလို့ရှင်လည်းကိုတောက်ရှင်တဲ့အေးလေးကိုအဲ့လိုလေးလှမ်းယူလိုက်အောင်မဲဆိုတော့ကျမတို့တော်တော်အဆင်ပြေပေါ့နော်ကျမတနေ့ရက်နဲ့တနေ့ရက်ထားမှာအရန်ပြင်းနေပေါ့နော်ဒါကတော့စားပြီးတောက်ပြီးသွားတဲ့အခြေအနေပါကဲကျမတို့ခုအိမ်ပြန်มาတော့မယ်ဒါကတော့အိမ်ပြန်ရောက်နေတဲ့ပုံလေးပေါ့နော်ကျမကအားလုံးပဲဘိုင်ဘိုင်ပါ